ကြည့်နေမယ်အဲ့ကောင်းထောက်ပြီးကိုတော့လဲကြည့်ဆိုလဲကြည့်လိုက်မယ်ဟုတ်ပါရောက် ဟိုကလည်းကျွဲလည်းငါခွေနေအောင်မယ်နော်ကျွဲငါ့ကိုခွေသွားအောင်မယ်နော်အဲမှာပြချင်လို့ဟိုလမ်းတစ်လမ်းလုံးကအဲ့ဒါမန်တက်တွေစောက်ထားတာစောက်နေတာပေါ့လက်ရှိစောက်နေရဲ့ဟိုကသူအဲ့မှာမန်တက်မှာနာမည်လေးရှိရဲ့ကွာအဲနဲ့စုတချင်းနာမည်ကစံချိန်ဆိုတော့စံချိန်မန်တက်အဲ့မှာပြီးအောဘာမန်တက်အဲ့လိုမျိုးမန်တက်လေးအများကြီးရှိရဲ့အဲ့လိုမန်တက်အများကြီးစောက်ပြီးတော့ရေပတ်ကြမှာခဏကြာရေပတ်တဲ့ဆင်းလာမှာပေါ့အခုမစိုးခင်ဆင်းနေအရှင်ရိုက်မှာပေါ့နော်ဒီရွာဘိုက်လေးနဲ့အရင်လာမှာပေါ့တချမ်းမကြခင်ရွာမှာပြင်ဆင်နေကြတဲ့ပုံစံလေးတွေရွာဓလေ့လေးတွေပေါ့ ဘာထွက်လာလဲဒီထွက်လာလက်ဆောင်မပေးတော့လက်ဆောင်လိုက်ပြီးတော့ဘောင်းဘူးကိုတက်ကိုပြောလိုက်ပါမဟုတ်ဘူးဒီနားလေးမှာလို့ဒီကမမတို့၃ယောက်ကဒီတန်စာကောင်မလေးလေဒီပါချမ်းပြီးလေမမကြီးတဲ့မမပြောဟောဒီက extra ဆင်းပေါ့နော်ရိုက်နေတဲ့တန်လန်ထဲမှာကိုလွှမ်းမိုင်အကြိုက်ကိုလိုက်ရိုက်ပေးရစင်ကောင်းတယ်အားလောမအောင်ထက်မလားလောမအောင်ဖြတ်ပြေးခိုင်းတာလေမလုပ်ဘူးလားငါတို့ပဲပြင်ပန်းရတယ်လေအဲ့လိုပြောတာမင်းကလေးပဲလာမှာလေရေဦးလို့လေအေးလေဘာမှတယောက်လေးရှောက်ယူပါလို့ရိုက်တာကြီးကဖက်နဲ့ချုပ်ခိုင်းတယ်ရှုပ်နေတယ်မှာဒီတိုင်းကရက်စက်လိုက်တာဖက်နဲ့မချုပ်ပဲဘယ်လိုစင်းမလဲလက်စင်မောကိုထက်ရဲ့လက်စင်ဆိုင်တဲ့စင်းပါကိုထက်ရဲ့လက်စင်လေးတစ်ခုဟိုအခုမစင်းနဲ့အောင်အေးဘယ်လိုလုပ်ဟိုကလေအကရင်တိုက်သွားလိုက်နော်အော်တိုက်ပြီပြီရပြီအဲ့လိုရပြီအဲ့လိုရပြီအဲ့ဘယ်ကဲတော့နေသွားနော်ဒီကမနေဘူးသူလည်းပြောလာပြီခိုးလို့ရတယ်ဒီကမလီရိုင်းမဲ့လောက်ဒီမှာတက်လေဒါကကိုရိုပိုဇာတင်နေယူပြီးပြောပါ actionပါတယ်ပြောပါအမလေးနဲ့ဒီလားဘာစီစီရဲကလေဒီလိုရှိတယ်တိုက်ကြတယ်တော့ပြောငါတို့ပဲဟုတ်ဒီမဲ့လုံးရောက်ပြီးနောက်ဆိုဆက်ပြီးတော့ဆက်ပြီးတော့စစ်ခင်ကြည့်လို့နေတော့မယ်နော်အော်ဒီဝင်ကြည့်အောင်ဟုတ်ပြီလားအမတို့ပဲကြံနေဟုတ်ပြီတော့လိုက်လေးကြည့်ကြည့်ဒါနောက်တစ်စုံပေါ့နော်နောက်တစ်စုံဆိုတော့အခုဒါဒီဝတ်စုံလေးမြန်မာဝတ်စုံလေးပေါ့နော်ဒီဇိုင်နာမေမြတ်ဝါဆိုကနေပြီးတော့ချုပ်ပေးထားတာပါဒီတချင်းနဲ့လိုက်အောင်ပေါ့နစုတချင်းကစံချိန်ဆိုတဲ့တချင်းလေးပေါ့နော်ဒီတချင်းကိုလည်းသူတို့ဒီရွာမှာ2ရက်ရိုက်ကူရေးပထမရက်နဲ့ဒုတိယရက်2ရက်ရိုက်ရရပေါ့နော်တပုတ်လုံးမှာဆိုရင်မြန်မာဝတ်နှစ်ကိုခွဲတရုပ်ဆောင်တာဆိုတော့မြန်မာဝတ်စုံတွေရော fancy ရောပါတယ်ပေါ့နော်မြန်မာဝတ်စုံကြီးပဲဘယ်နဲ့ထဲလဲမသိဘူးဒါပေမဲ့အားလုံးပေါင်း12စုံလောက်ရှိရဒီ music video ကမြန်မာဝတ်စုံတွေကိုတော့ဒီဇိုင်နာမေမြတ်ဝါဆိုက
ချုပ်လုပ်ပေးထားပါသူနဲ့တိုင်ပင်ပြီးတော့ပေါ့နော်အဲ့လိုမျိုးလေးလုပ်ထားပါတယ်ဒါမိတ်ကပ်လုံးပန်းမှုလေသူကငါလည်းပြောသူကအနောက်ကနေလည်းလုံးပန်းနေရတစုံပြန်ပြောင်းရတာလေခုနကစပင်ချစ်ဆန်ဗီဒီယိုချစ်တယ်ဆိုရင်အခုထုံးမယ်ပြီးသွားရင်ဟိုနှစ်ကိုခွဲဆိုမျိုးသူပြန်ဖြစ်သွားပြီဆိုရင်စပင်ပြန်ချမယ်ဆိုတော့တော်တော်လေးလုံးပန်းရတယ်ပေါ့နော်အဲ့လိုမျိုးနေပူထဲမှာအပြေးလွှာပဲမိတ်ကပ်ဆရာလည်းမနာရအောင်ဒီရွာ vibe လေးနဲ့အရင်လာမှာပေါ့တကြံမကြခင်ရွာမှာပြင်ဆင်နေကြတဲ့ပုံစံလေးတွေရွာဓလေ့လေးတွေပေါ့အဲ့ဒါလေးကအရင်ဆုံးလာမှာဆိုတော့ April 10 17 12ပေါ့နော်အဲ့ဒါတွေပြီးသွားတော့မှအကျိုးအကျအတက်ဆိုတော့အဲ့လိုမျိုးသွားဆိုတော့ရက်နဲ့သွားတာဆိုတော့9ရက်စာတပတ်စာပေါ့အဲ့လိုမျိုးကြောင့်ဝတ်စုံလေးတွေကအဲ့လိုလဲဝါတာပေါ့ပြီးတော့မှတကြံကြသွားတာဆိုတော့လေနော်ဒီထဲမှာဆိုရင်တကယ်ကိုစိမ့်ဆိုနေတဲ့စိုက်ခင်းတွေလည်းပါတယ်ပေါ့နော်စိုက်ခင်းတွေmusic video ထဲမှာပါတယ်စိုက်ခင်းစိမ့်ဆူကြီးထဲမှာကြည့်လိုက်တော့ဟာရမ်းလာတာပဲဆိုတော့driver အဲ့ဒီထဲမှာကရမယ်ဆိုတော့အစတော့ပျော်နေရပါဘောကမယ်ပြီးတော့နေ့လယ်17နာရီထိုးသွားပြီးတော့ထက်အောက်မှာရေတွေအပေါ်ကနေအရန်ပူတယ်ဆိုတော့တကယ်အမှတ်တရပါပဲအဲ့ရေထဲမှာမလှုပ်မရှက်နဲ့ကလိုက်ရတယ်အဲ့အကတွေတင်ထားတာကြတော့ဟိုလှဲ့တာတွေရောပတ်တာတွေရောခြေထောက်ကန်တာတွေရောနောက်ရွှေ့တာတွေရောရှေ့ရွှေ့တာတွေရောမျိုးစုံပဲဒါပေမဲ့တကယ်ကောက်ဆိုင်တဲ့ခင်းမှလည်းကရောခြေထောက်နှစ်ချောင်းလုံးရေထဲမှာနင်းနေတော့မလားလှုပ်လို့မရအောက်ကလုံးဝလှုပ်လို့မရဘူးအပေါ်ပဲကလိုက်ရတယ်ပေါ့နော်အဲ့ဒါလည်းအမှတ်တရပါပဲ Okay စပ်ပြီးကြည့်ပါအောင်နော်ဒီမှာခုတော့ခွလာနေနေမိမချင်းနဲ့အမျက်ရှိတယ်ဆိုလဲလို့ဦးစားစားလို့Something I'm to get there. She may be the medium take. So look down on me. ကိုညီမလေးကနောက်နေတဲ့ဆုတ်ကား ဟုတ်တယ်သူတို့လည်းပြောပြီးပြီ ဒီလားလောက်လေ ဟုတ်တယ်ဟိုကနေဒီဘက်လက်တွဲလို့ရတယ်အဲ့လိုတင်ဒီဘက်လက်တွဲလို့ရတယ်လက်တွဲရအောင်ပြောမရဘူး Feel it onto the moon. Got it really you say hello. And you are that good to let go. Look like I'm a soul tired of soul. Something little to cover less. Something you're trying to let go. တကယ်ဟုတ်ပြီခုနလက်မပြတ်နဲ့နော်နည်းနည်း okay ready ရလား ready Feel it onto the moon. ကြရပြီ ရေအများကြီးပါပါတယ်လေးရတယ်ရေအိုးတွေတော်တော်လေးနေပြီအိုးတွေတော်တော်လေးနေပြီဆိုတော်မျိုးအော်ဒါလေးအိမ်ဝါမသလားရှင်းလိုက်ပြီညာနဲ့ပို့ယူရမယ်လေဆိုသလားဟုတ်အဲ့ဒါတော့ဆုံးလွမ်းမိုင်နဲ့နန်းစုနှစ်ယောက်တည်းကြံတော့မှဖြည်းဖြည်းလေးအိမ်ပါနော် Oh, you just wanna go down. We will dance to the beat. Nothing to say your face in the moon. လိုက်တယ်အပြင်သဘောလေးကြာဝင်သွားတော့ 나를 들어내겠어. စွန်းတော်မျိုးစွန်းတော် ဟေးအောက်ချောင်းနဲ့အောက်ချောင်းလေးရပြီ အစရောင်ကန်တဲ့ဆုံးတဲ့ချိန်မှာကျတော့မျိုးလူကိုငန်းလို့ပဲ ရှေ့တော့တယ်လားရက်ရှိ တကယ်လို့လုံးနေမှာမဟုတ်နေမှာရှင်းမပါတယ်ဘူး Ooh, like that, like that, that. Look out, take your best, she never love. အမေ Tell you, you this not to go. Now, don't you, don't you just so. You, feel it out to the moon. Has to be on to that day. She will be on me down, take. But the mama to look down on me.
ဒါပါပန်းလေးလည်းမသိရွာပန်းတွေ့လို့ပြလိုက်တယ်အန်ဒီဒါပါပန်းလားဒန်းစင်းလေးအော်ဒန်းစင်းလေးဒန်းစင်းလေးလေးရွာထဲမှာတွေ့လို့ကူးပြီးပန်းလိုက်ပြီရှစ်လို့ ကြောက်လာပြီးတော့လေမိငယ်လေးရန်တွေ့နေပြောကိုရန်တွေ့လိုက်လေအဲ့ဒါကပြောပြီးဟိုမှာခုပြစ်ပါလေတခါပြောလေရိုက်ရိုက်ပြကောင်းတယ်လက်ကလေးကောင်းတယ်တကယ်အပိုင်လို့နော် တဲ့ကားရှိမှာဆုံးမယ်သုံးပြီကြည့်ကြည့်အောင်နှစ်ကုံပဲရုပ်တူတစ်ဖြစ်လဲနစီလေးဆိုတော့တူတစ်ဖြစ်လဲရုပ်တူကဟိုကမိုက်ကယ်နဲ့တွေ့လိုက်မယ်မိုက်ကယ်ခေါ်လိုက်မင်းသားနဲ့မတွေ့တော့မိုက်ကယ်ခေါ်လိုက်မယ်မိုက်ကယ်နဲ့တွေ့လိုက်မယ်ရုပ်တူကမှရွာကောင်လေးကိုလာပြစ်ပြွေးတာပြောလို့ရပြီဒီလိုရေးကြည့်ရည် ရွာသမင်းဝိုင်းလေးပေါ့နော်ဒါရိုက်တာကြီးရယ်ဒါရိုက်တာရဲ့ကြော်စီစဉ်သူပေါ့နော်ဒရိုက်တာရဲ့ကြော်ဒါရွာသမင်းဝိုင်းလေးရွာချက်ပေးတာပေါ့နော်စားကြပါအောင်ဒီနေ့ကဝတ်သားဟင်းရယ်ငါးဟင်းရယ်ဒီကအိမ်ကနေပြီးတော့ချင်းစော်ကားတီးတုပ်ယူလာတယ်ငါပြည့်လေးနဲ့ပြည့်စုံနေရောပဲဘာထွက်လာလဲနေထွက်လာအဲ့ဟိုဒီကပြန်ပြီဖေကိုတော့လှည့်ကြည့်ဆိုလှည့်ကြည့်လိုက်မယ်တော့မှရောက်ပြီရောက်နေပြီတော့နန်းစုရောက်တယ်အဲ့မှာလက်အောင်မယ်ဟောတော့လက်ဆောင်တော့ပြီးတော့လက်ဆောင်လိုက်ပြီးတော့ဘောင်းကိုသူ3 2 1 action သာတော်တော့လက်ပြမယ်နန်းစုလက်ပြမယ်အဲ့ဒါလက်ပြနေအောင်လက်ပြနေထွက်ကားစားထွက်လက်ပြတော့နောက်လဲပြီနောက်မှနောက်တယောက်ရောက်နေပြီကဲအနောက်မှာရွာတကြံအတွက်မန်းတက်လေးပြင်ဆင်နေတဲ့မြင်ကွင်းလေးပဲပေါ့နော်ပြောစရာကြီးခုဒီတချင်းကကြာနေဆိုတော့ဟိုပါပေါ့ဒီထဲမှာဘာလဲဆိုတော့မန်းတက်တွေကအနက်ဆိုတဲ့တချင်းစံချိန်မန်းတက်ဆိုတာလည်းပါတယ်ဩဘာမန်းတက်လည်းဆိုတာလည်းပါတယ်နေဆိုတော့ဒီတချင်းလေးကကြတော့ဒီမြမဩဘာနဲ့ collaboration project မှာပေါ့နော်တချင်းတပုတ်တကြံမတိုင်ခင်ထွက်တာလေးပါတယ်ပေါ့အဲအကြောင်းမလို့ဒါလေးကိုစိမ့်ဆိုတဲ့စိုက်ခင်းလေးတွေနဲ့ပေါ့နော်ကောက်ဆိုင်အကလေးတွေနဲ့အဲ့လိုပုံစံမျိုးလေးတကြွားထဲမှာတကြံကြားရဲ့ပုံစံမျိုးလေးပေါ့နော်အဲ့ဒါကိုလည်းဆိုတော့တကြံမတိုင်ခင်ထွက်မှာဆိုတော့အားကြက်လေးရိုက်ကူးဖြစ်တာပါဒီထဲမှာဆိုလို့ရှင်တော့တကယ်ကိုဟိုရွာတကြံ vibe အစ်စ်ကိုတကယ်ခံစားရမှာပေါ့နော်လာရဲ့ 3 2 1 action ပါပဲရှင်အခုရိုက်မဲ့စင်ကတော့ဗာလဲ
ခဏဒီနေရာလေးကလှနေလို့လေကိုထက်ကိုပြောလိုက်တာမဟုတ်ဘူးတို့ဒီနားလေးမှာလို့ဒီကမမတို့၃ယောက်ကဒီတန်စာကောင်းမလေးလေဒီရှိမှာကားပေါ်တော့ကားပေါ်မှာနေပြီးတော့လေးလာအပေါ်အနောက်ကနေပြီးတော့ဒီပါဖြန်းပြီးတော့လေနောက်ကမီးနဲ့ဆို ဟောတယ် အဲ့လိုဖြစ်သွား ဒီက extra ဆင်းပေါ့နော်ရိုက်နေတဲ့တလန်ထဲမှာကိုလွမ်းမိုင်အကြိုက်ကိုလိုက်ရိုက်ပေးရစင်ကိုလွမ်းမိုင် idea ပေးလိုက်တာပေါ့နော်ဒီဆင်ရွာသူဝတ်စုံလေးပြန်ဝတ်ပြီးတော့ကမယ်ပေါ့နော်ပထမတစ်စုံပဲကသေးဒါဒုတိယတစ်စုံအကမမှတ်မိတော့ဘူးနော်တိုင်ပေးပါအေးပြီးတော့တူပဲအေးတိုင်ပေးလုံးဒါ here and now က dancer တွေပါကဲဒီနေ့၈ယောက်တောင်ပါနော် here တော့ဘယ်ကနေပြင်လာရနေရောက်တာတို့ နော်ဒီပါအပြေးလေးမင်းသားတွေဒီထဲမှာမင်းသားတွေ လေးလာရဒီကနေ့ ရဒီစင်းရတယ်ဆိုတော့ဟိုပါပေါ့နော်ဟိုသုံးဝင်းဆိုင်စင်းပေါ့နော်နှစ်ကိုကွဲစုံမှာပေါ့နော်အဲ့လိုနှစ်ကိုကွဲစုံမှာဆိုတော့အခုအဲ့နေရအသေးမှတ်ထားပြီးတော့ဝတ်ဆောင်အမြန်သွားလဲရမှာပေါ့နော်အခုတောသူကနေမြို့သူသွားလဲမှာကိုလည်းမလဲပါဘူးကိုလည်းမလို့ဘူးပြောစရာကြီးအသွားလဲလိုက်အောင်မယ်နော်ဒီလိုပဲလိုက်ကြလိုက်တော့လေပြန်ပြောလေးပါ ready 2 1 ready 2 1 okay ready 2 1 ဒီလိုလေးပြောင်းမယ် go ပြောလေးချက်ပြောလေးချက် ဟေး ခုကတော့မြို့သူမာနန်းစုရည်ဆိုပါအင်ကြီးကတော့ရှက်အင်ကြီးဖြူလေးနဲ့ဒီဂျင်းစကတ်လေးနဲ့ဝတ်မယ်ဆိုပြီးစဉ်းစားထားရပါပဲဒါပေမဲ့အင်ကြီးကကြံခဲ့အဲ့နဲ့အနီလေးပဲဝတ်လိုက်တယ်လိုက်တော့လဲလိုက်နေပါလား တာလို့ဟိုဘက်က စိတ်ဆိုးမယ်ပြန်ပြောမယ်နည်းနည်းစိတ်ဆိုးပြန်ပြောမယ်ပြီးရတယ်စောင်းစောင်းထွက်သွားမယ်နော်Okay, ready 2 1 ready 2 1 nice ကောင်းပါလေဗျာရပြီလို့ရပြီမကြီးအရှိလေးယောက်ကျွန်တော်လေးယောက်ပါဝင်လိုက်ပါ 3 2 1
ဒီပါပြီ 3 2 1နောက်ထပ် post လေးချိန်ပါ 3 2 1 被我们吃的对，希望被我们交配，哒哒妈妈吃到了没？